အားလုံးပဲမင်္ဂလာပါ Nobody Gaming Channel ကနေကြိုဆိုပါရစေကျွန်တော်တို့ Nobody ပါဒီနေ့မှာကျွန်တော်ကဒီပတ်ကြည့် mobile ပွဲတော်တော်များများမှာပါလာတော့မဲ့ပါလဲပါနေတဲ့ Smash Bros အကြောင်းကိုပြပြပေးတာဖြစ်ပါတယ်ဆိုတော့ video လေးမစတင်ခင်မှာကျွန်တော်ပထမဆုံးပြောချင်တာကနောက်လာမဲ့ပတ်ကြည့် mobile e-sport ပွဲတွေအကုန်လုံးကိုကျွန်တော်ရဲ့ page နဲ့ YouTube channel မှာ direct live ပြသပေးသားမှာဖြစ်လို့ကျွန်တော်ရဲ့ page တွေကို follow လုပ်ပြီးတော့ comment အောက်က YouTube channel တွေမှာ subscribe လုပ်ထားကြဖို့ပြောချင်ပါတယ်ခင်ဗျာ Smash Bros ဘယ်လိုအလုပ်လုပ်လဲဘယ်ချိန်မှာစပြီးတော့အသက်ဝင်လာလဲဆိုတော့ကျွန်တော်တို့ final 3ရက် day 1 day 2အပြီးမှာ match point ကိုစပြီးတော့သတ်မှတ်တယ်ဆိုတော့ match point ပြီးမှ Smash Bros ကစတာပေါ့နော်ဆိုတော့ match point ကိုဘယ်လိုသတ်မှတ်တာလဲဆိုတော့ final 3ရက် day 1 day 2မှာစော့ထားတဲ့အမှတ်များဆုံးအသင်းကို10မှတ်ခွာပြီးတော့ match point ကိုသတ်မှတ်တာဆိုတော့အဲ့ဒါဘယ်လိုလဲဆိုတော့ဥပမာ final 3ရက် day 1 day 2မှာ YG ကအမှတ်100ရထားတယ်ဆိုတော့နောက်ဆုံးရဲ့ match point ကို YG ရဲ့အမှတ်100ကိုမှ10မှတ်ထပ်တိုးပြီးတော့အမှတ်130ကို match point နဲ့သတ်မှတ်တာ YG ကို10မှတ်ပေးတာမဟုတ်เนาะဆိုတော့ YG ရဲ့အမှတ်100ကို10မှတ်ခွာပြီးတော့ match point နဲ့သတ်မှတ်တာ Smash Bros ကဘယ်လိုလဲဆိုတော့ match point ထိပြီးတော့နောက်ထပ်ဆော့တဲ့ပွဲမှာ chicken စားတယ်ဆိုရင် champion ဖြစ်ပြီအဲ့ဒါ Smash Bros ပဲဆိုတော့အဲ့တော့ပြန်ရှင်းပြမယ်ဆိုတော့ YG ကဒီပွဲမှာဒီဥတီစသဆော့ခြင်းမှာ match point ပြည့်သွားပြီဆိုတော့နောက်တစ်ပွဲမှာဒုတိယမြောက်ပွဲမှာ chicken တင်လာရသွားတယ်ဆိုရင်ပွဲအမှန်နဲ့ပြီးသွားပြီ YG chicken champion ဖြစ်သွားပြီပေါ့နော်ဆိုတော့ YG ကပထမဆုံးပွဲမှာနေ chicken လဲစားတယ် match point နဲ့ထိသွားတယ်ဆိုရင် champion မဖြစ်သေးဘူးသူက chicken စားတဲ့ပွဲနဲ့ match point ထိတဲ့ပွဲနဲ့ကတစ်ထပ်ထိတ်ကြလို့မရဘူးဆိုတော့ match point ထိပြီးတော့နောက်တစ်ပွဲမှာစားမှ champion ဖြစ်တာ Smash Bros ကအဲ့လိုပြောဆိုတော့ခြားအောက်ကအသင်းနေအနေနဲ့လေ YG ကအမှတ်ပဲဘယ်လောက်များနေပါစေ chicken မစားရသေးဘူးဆိုရင် champion ဖြစ်သေးတယ်အောက်ကအသင်းနေရ match point ကိုလိုက်ပြီးတော့ထိအောင်လုပ်ပြီး chicken လိုက်စားဖို့အခွင့်အရေးရှိတယ်ဆိုတော့ Smash Bros မှာတိုင်ဆိုင်မှုပြင်းထန်နေဆိုတာအဲ့ဒီဟာအဓိကအားရကြဘူးလို့ဆိုတော့ဒါဆိုရင်ကျွန်တော်မေးကြရှိတာကအမှတ်များဆုံးအသင်းရအောင်ဆိုတော့ Smash ဟို chicken မစားမချင်း champion ဖြစ်တော့ဘူးလားအမှတ်များဆုံးအသင်းရအောင် champion ဖြစ်ဘူးလားဆိုမေးကြရှိတယ်ဆိုတော့အဲ့အတွက်ကသူကအဲ့အတွက်သူကပွဲကိုတတ်မှတ်ထားတယ်ပွဲရည်အတွက်နောက်ဆုံးပွဲမှာပွဲရည်အတွက်6ပွဲဒါမှမဟုတ်9ပွဲဆော့ရမယ်6ပွဲနဲ့9ပွဲအတွင်းမှာ match point ထိပြီးတော့ chicken စားဝိုင်းတော့ဒါ champion ဖြစ်သွားပြီတကယ်လို့6ပွဲအတွင်း6ပွဲလုံး9ပွဲလုံးမှာ match point တော့ထိပါရဲ့ဒါပေမဲ့ match point ထိထားတဲ့အသင်းတွေအကုန်လုံးက chicken မစားဘူးဆိုရင်အမှန်ပဲအသင်းက champion ဖြစ်သွားမှာဖြစ်ပါတယ် champion ဖြစ်သွားမှာပေါ့နော်ဆိုတော့ပြီးခဲ့တဲ့2025 Exclusive မှာ YG champion ဖြစ်ခဲ့တာကSmash Point TV chicken စားကြလို့မဟုတ်ပေနဲ့အမှတ်အများဆုံးပွဲရည်အတွက်ပြည့်သွားတဲ့အချိန်အမှတ်အများဆုံးမှာ champion ဖြစ်ခဲ့တာ Smash Bros တော့အဲ့ဒါပဲဆိုတော့ Smash Bros ရှင်းလေးပဲဆိုတော့ Smash Bros အကြောင်းတော့လောက်ပဲပေါ့နော်ဆိုတော့ဒီ Smash Bros နဲ့ပတ်သက်ပြီးတော့တေးစိတ်ထပ်သိကျင်တာတွေမေးချက်ရှိတာတွေဆိုရင် comment အောက်မှာအစာတွေခြံခဲ့ပေးလို့ရတယ် comment တွေမှတ်ခဲ့ပေးလို့ရတယ်ပေါ့နော်ကျွန်တော်အားဖြည့်ပေးမယ်ပေါ့နော်ဆိုတော့ဒီနေ့တော့လောက်ပါပဲကျွန်တော်တို့ Nobody ပါ